အားလုံးပဲမင်္ဂလာပါရှင်တွေ့ရကြပြီတင်တယ်ခုကကြတော့ဒီလိုမျိုးဗီဒီယိုလေးရိုက်ဖို့အတွက်နည်းနည်းတော့စဉ်းစားထားတာကြာပြီပေါ့နော်ခုဒီဗီဒီယိုရင်းနေတဲ့အချိန်ကလည်း7 နာရီထိုးနေပေါ့နော်အဲ့တော့ဘယ်လိုပြောမလဲlive update လို့ပြောမှာပေါ့နော်ဒီရှေ့ကဗီဒီယိုတွေမှာတင်ခဲ့တဲ့ဗီဒီယိုတွေရှိခဲ့တဲ့အဲ့ဗီဒီယိုတွေတော့ကြာလို့ရှင်တော့အဲ့တော့ဗီဒီယိုတိုင်းရေးတဲ့ရတာကွာစိတ်ဓာတ်ကြပြီးတော့ဘာလို့ဘာခံရမှမသိဘူးလမ်းကြားပြောင်းနေတဲ့ကောင်မလေးတယောက်ပေါ့နော်အခုကကြတော့အခုကဘေးရှင်နေရှိနေပြီလေပြီးကြတော့ဘေး University ကို join နေပြီလေပေါ့ပြီးကြတော့ major နဲ့တက်ရောက်နေလေအဲ့ဒါလေးတွေကိုပြန်ပြီးတော့ introduce ပြန်လုပ်တာပါ YouTube မှာပဲပေါ့နော်ဆက်ပြီးတော့မတင်ဖြစ်ခဲ့တာပေါ့ဒါပေမဲ့ဒီတခြား TikTok တော့မှာကြာလို့ရှိရင်တော့ဒီကိုယ့်ရဲ့ personal account နဲ့ပေါ့နော်ထင်ထားလေးလို့ရှိပါတယ်ရှင့်အခုကပြောမှာကကြတော့အဲ့တော့ကဒီ29ရက်နေ့လားမသိဘူးเนาะ29ရက်နေ့ကတင်တာပေါ့เนาะအဲ့ဒီတော့ကဘယ်နှလားပိုင်းလဲမသိဘူးမေးတော့ပြန်ကြည့်ရမယ်เนาะနည်းနည်းတော့ကြာပြီ29ရက်နေ့တင်နေထင်တာပဲအော်ဟုတ်တယ်ဟိုဗာလဲ result တည်ရပြီးတော့တစ်လအကြာပေါ့အဲ့မှာတင်တာဟုတ်တယ်အဲ့မှာတင်တာပေါ့เนาะအဲ့တော့တင်တာပါအဲ့တော့အခုရိတ်တာကတော့28ရက်နေ့2လပိုင်း26ဖြစ်ပါတယ်နောက်နေ့တော့မူသားရောပေါ့เนาะအဲ့တော့ကလုံးဝဒီကိုမျိုးလင့်ထားတဲ့ destination တခုမှမရခဲ့တဲ့ကောင်မလေးကြတော့ပေ University ကို join ရမယ်မသိအမှတ်ကလည်း400ရှောင်းမှတ်ပေးရတဲ့ကောင်မလေးတယောက်ကအခုချိန်မှာပေနေထောင်းရောက်နေပြီလေဆိုတာကိုပြောပြပါမယ်အဲ့တော့ညီမအဲ့မှာ400ရှောင်းမှတ်ပေါ့နော်အမှတ်က400ရှောင်းရတယ်ရတော့ချုံ University တွေ entrance တွေ join ကြရပေါ့နော် join ကြရောကံမကောင်းတာလားကံဆိုးတာလားတော့မသိဘူးပေါ့နော်ရှောက်လိုက်တဲ့တက္ကသိုလ်ကတခုမှပါမလာဘူးပေါ့တခုမှပါမလာဘူးဆိုတာတကယ်ကြတော့အဲ့လိုမျိုးပေါ့နော်ဒီညီမကမကွေးရအမကပေါ့နော်မကွေးရအောင်တာအဲ့ဒါကိုနေပြီးတော့ဒီရန်ကုန်နေပညာရေးပေါ့နော်ရန်ကုန်နေပညာဆိုတာတော့ဒီတန်လျင်တော့မှုပြီးတော့ပေါ့နော်အဲ့တော့နောက်ပိုင်းအဲ့လိုမျိုးရန်ကုန်ထဲမှာရှိတဲ့ University နေပညာတွေပေါ့နော်နေပညာကျောင်းတွေကိုရှောက်လိုက်တယ်စေဝါတက္ကသိုလ်ရှောက်လိုက်တယ်ပေါ့အဲ့တော့မနှစ်ကရက်မှန်းနေဆိုလို့ရှိရင်တော့ရမယ်ထင်မျိုးရှောက်လိုက်တာပေါ့တကယ်ကြတော့မရခဲ့ဘူးပေါ့နော်အဲ့လိုခါကြတော့အမှတက္ကသိုလ်ဝင်ခွင့်အဲ့မှာနာမည်ပါမလာဘူးရောအဲ့တော့နာမည်ပါမလာဘူးဆိုတော့လုံးဝလူကလမ်းဖြတ်သွားတာပေါ့နော်ဘာတော့ငါတက္ကသိုလ်ဝင်ခွင့်တော့မတက်ရတော့ဘူးလားမသိဘူးပေါ့ဒါပေမဲ့ဘယ်လိုမလဲဟိုပါပေါ့တခြားလူတွေတခြားအဲ့ institute ရတဲ့လူတွေကြည့်လိုက်တော့လေကိုတက်အမှတ်နေလို့ရသွားတယ်ပေါ့နော်ဒါပေမဲ့ university ဒီပညာကျောင်းတွေကကြာလို့ရှိရင်၄ဘာသာပေါင်းနဲ့ယူတာပေါ့နော်၄ဘာသာပေါင်းနဲ့ယူရဆိုတော့ငါများအမှတ်နေလို့လားပေါ့နော်ဒါပေမဲ့တေချာမြန်မေးကြီးကိုအမှတ်ကလည်းများတဲ့ထဲမှာပါနည်းနည်းများတဲ့ထဲမှာနည်းနည်းအဆင်ပြေတဲ့ပါတယ်ပေါ့နော်အဲ့အမှတ်ကဝင်ခွင့်ရတယ်ပေါ့နော်အဲ့ခါကျတော့အမှမရဘူးလေဆိုတော့ပြန်ပြီးလျှောက်ကြတယ်ပြန်ပြီးလျှောက်ကြတော့မကွေးပြန်လျှောက်ရတယ်ပေါ့မကွေးပြန်လျှောက်ပြီးတော့မှမကွေးကနေပြီးတော့အခုကနိပညာတက္ကသိုလ်ပေါ့နော်ဟင်္သာကိုရှိနေပါတယ်အခုကတော့နိပညာတက္ကသိုလ်ဟင်္သာမှာအဆောင်နေပါတယ်ရှင်မေဂျာကကျတော့ civil engineering ရပါတယ်civil engineering fee ကိုစိတ်ဝင်စားလားဆိုလို့ရှိရင်မှန်တိုင်းပြောရရင်စတော့ကတော့အဲ့လိုဘယ်လိုပြောမလဲ civil engineering ဆိုတာကိုဒီပေါ့ site engineer အနေနဲ့ပဲသိရပေါ့နော်ဘယ်လိုတွေကြီးပြတ်နေဘယ်လိုတွေအရေးပါတယ်ဆိုတာမသိဘူးဒါပေမဲ့နောက်ပိုင်းဒီမိကြအောင်ကိုကတင်လာရင်တင်ရင်းနဲ့ပို့ပြီးနားလေလာတာကဒီနေရာကလည်း civil fee ထဲမှာပါတယ်ဒီနေရာကလည်း civil fee ထဲမှာပါတယ်ဆိုပြီးတော့ civil fee ကိုပို့ပြီးကြိုက်လာတယ်ပို့ပြီးစိတ်ဝင်စားလာတယ်ပို့ပြီးသဘောကျတယ်ပေါ့နော်အခုတော့ first year first semester ရှိတယ်ဆိုတော့က drawing ပဲဆွဲရတယ်ပေါ့တခြားတော့တိတ်ပြီးတော့အများကြီးတွေ့ဘူးလို့မလုပ်ရသေးဘူးဆိုမဲ့မလည်းပြောရရင်တော့ drawing ဆွဲလို့ရှိရင်စတော့ငါကြတော့ drawing အချိန်ဆိုလို့ရှိရင်ပြင်းတယ်ကြာရင်ခက်လက်ခက်တယ်ဘာမှလည်းနားမလည်ဘူးဆိုတဲ့ပုံစံမျိုးဖြစ်နေခဲ့မယ်နောက်ပိုင်းဆွဲနဲ့ဆရာမတွေနဲ့ကိုနဲ့ပို့ပြီးတော့ဒီ contact ပုံမိလာပြီးတော့chemistry မိလို့ပြောပါဘောနော်အဲ့လိုမိလာပြီးတော့drawing ဆွဲရတဲ့အချိန်ဆိုတော့ပြောတယ်ပြီးကြလို့ရှိရင် drawing ဆွဲတဲ့အခါကျတော့ skills တွေကိုတရားမှတ်ရတဲ့အခါကျတော့ကိုယ့်ရဲ့စိတ်ကိုပိုပြီးတည်ငြိမ်လာစေလို့ခံစားရတယ်ပေါ့နော်အဲ့တော့ဘယ်လိုတွေပြောင်းလဲသွားလဲဆိုလို့ရှိရင်တော့အဲ့တော့ကဒီပေတက္ကသိုလ်ရောက်ဝင်မှမသိပေ University ကို join မှမသိတဲ့ကောင်မလေးတယောက်ကအခုအချိန်မှာတော့တိကျတဲ့ကိုလိုချင်တဲ့ကိုဖြစ်ချင်တဲ့ major တခုကိုပိုင်နိုင်ရရှိထားပြီးတော့အဲ့ major ပုံမှာလည်းပဲထင်ထားတဲ့ပုံပြီးစိတ်ဝင်စားမှုရှိရဲပို့ပြီးတော့လည်းအဲ့ fee အကြောင်းကိုပို့ပြီးတော့အလေးအနက်ထားမိရပေါ့နော်ကိုရတဲ့ major လေးကိုအကောင်းဆုံးကြိုးစားနေကောင်မလေးတယောက်ဖြစ်ပြောင်းနေပါပြီပြီးကြလို့ရှိရင်အထူးခြားဆုံးကပါလဲဆိုလို့ရှိရင်စပင်းလေးရှိလာတယ်ပေါ့နော်စပင်းရှိလာရင်မျက်နှာတော့မျက်နှာတိုင်းပေါ့နော်အဖက်မပါလို့မလှဘူးဟုတ်ပါဘူးစပင်းကတော့ရှိတယ်ပေါ့နော်ဒါပေမဲ့
ရှေ့အစတုန်းကရှေ့လာတွေတော့အဲ့လိုမျိုးပဲရိတ်ဖို့လို့စဉ်းစားထားရပေါ့နော်ဒီလိုမျိုး like attack လေးပေးမယ်လို့ရိတ်မယ်လို့စဉ်းစားထားတာပေါ့ဒါပေမဲ့မရိတ်ဖြစ်လိုက်ဘူးပေါ့နော်အဲ့တော့ကြောင်းပြောင်းမျိုးဒီကိုရောက်လေရောက်လာရောဘာဖြစ်လဲဆိုတော့ဟိုပါပေါ့အပြင်ဆောင်မပဲနေရသေးဘူးပေါ့နော်အတွင်းဆောင်မရသေးဘူးဆိုတော့ကျတော့အစင်းလေးမပြေသေးဘူးတိတ်ပြီးတော့တွားရလာရတာ ferry နဲ့တွားရတယ်ဆိုတော့ပင်ပန်းတာလေးနဲ့ကျတော့ဒီအစင်မပြေလိုက်ဘူးပေါ့နော်ရိတ်ဖို့အစင်မပြေလိုက်တာဖြစ်ပါတယ်အဲ့တော့ဒီအခုအတွင်းဆောင်ရတာတော့နည်းနည်းတော့ကြာတော့ကြာပြီပေါ့နော်အခုမှစိတ်ကူပေါက်ပြီးတော့အေးချင်လာတယ်ပေါ့နော်အဲအကြောင်းမို့လို့ရေးလိုက်တာပါဒီဗီဒီယိုလေးကတော့အဲ့တော့ပြောချင်တာကတော့ဒီမတိုင်းပြောရရင်တော့ဒီ YouTube ဗီဒီယိုလောက်တာရင်းနဲ့ပတ်သက်ပြီးတော့အဆက်ကတော့တော်တော်ကြီးအဆက်တွေပြတ်သွားတယ်လို့ပြောရမှာပေါ့နော်အိမ်မှာတော့က energy နဲ့ဒီကြောက်တော့ energy ကလည်းပြောင်းသွားတယ်ပေါ့ဘယ်လိုလဲဆိုလို့ရှိရင်ဒီကြောက်တဲ့ခါကျတော့သူ့ရဲ့ချောင်းကဒီ activities တွေပြကြလို့ရှိရင်ဒီ tutorials တွေ assignments တွေအကုန်လုံးနဲ့ရိုးထွေးနေတဲ့ခါကျတော့ဒီအပြင်ပေါ့နော်ဒီ YouTube ဗီဒီယိုလောက်တာရင်းနဲ့ပတ်သက်ပြီးနေဝေးကွာသွားတယ်ပေါ့နော်တော်တော်ကြီးဝေးကွာသွားတာပါအဓိကဝေးကွာရဆိုတာတဲ့မလုပ်ဖြစ်လားဆိုတာတဲ့လုပ်ဖြစ်ဖို့စိတ်ကမရောက်လိုက်တာပေါ့နော်လုပ်ဖြစ်ဖို့စိတ်ထဲမှာမရှိမနေတော့တာပေါ့ပြောမယ်ဆိုရင်အဲ့တော့ကဖြစ်ချင်တယ်ဆိုတဲ့ဟာတဲ့အခုကဖြစ်ချင်တာပို့ပြီးနေသွားတယ်လို့ခံစားရတယ်ပေါ့နော်တခြားဒီအဓိက major တခုရောက်လာတဲ့ခါကျတော့ဒီဘယ်လို YouTube လောက်ဆိုတာရောနည်းနည်းတော့ minor ဖြစ်သွားတယ်ပေါ့နော်အဲ့လိုမျိုးသဘောတရားပါပဲဒါပေမဲ့လက်ရှုံမှလားဆိုလို့ရှိရင်လက်မရှုပါဘူးဖြစ်ချင်တဲ့စိတ်လေးကတော့ရှိနေသေးတယ်အဲ့လောင်စာလေးကတော့ရှိနေသေးပါတယ်အဲ့တော့အပြည့်အတိုင်းပြတ်ပွေသွားတဲ့သဘောတော့မဟုတ်ဘူးပေါ့နော်ဒီအချိန်ရရင်ရတဲ့လောက်လေးဆက်ပြီးစူးစမ်းတော့မယ်ပေါ့ဘာလို့ဆိုတော့ကိုယ့်ရဲ့ professional part way တခုကိုလည်းအဓိက emphasize လုပ်ပြီးတော့အဓိက specialize လုပ်ချင်တဲ့ရမို့လို့ပေါ့နော်ဒီလိုမျိုးတခြားဒီ YouTube video လောက်တာလေးတွေကတော့နှီးကောင်းနှီးမှာပေါ့နော်အဲ့တော့အဓိကတော့ဒီ video လေးကတော့ like quick update ပေးတဲ့ video လေးဖြစ်ပါတယ်ထပ်ပြီးထူးခြားသွားလဲဆိုတဲ့အခါကျတော့pressure weapon ရှိလေအဲ့လိုတက္ကသိုလ်တွေမှာဆိုလို့ရှိရင် pressure weapon ရှိတဲ့အခါကျတော့အဲ့ pressure weapon မှာကွယ်မထင်မှတ်ထားရပါလေဆိုတော့ဒီမှာ princess title ရတယ်ပေါ့နော် princess title ရတယ်ဆိုတော့ခါကျတော့တော်တော်ကြီးကိုအဲ့တော့လုံးဝမထင်တာဘူးမျက်နှာလည်းပြုံးဖြီးပြီးအဲ့လိုမျိုးအဆင်ပြေဆိုလို့ရှိရင်ဒီထဲမှာညီမ video clip လေးထည့်ပေးထားမယ်ပေါ့နော်တော်တော်ကြီးကိုပြုံးဖြီးနေပြီးတော့လေတော်တော်မထင်တာပေါ့နော်ကိုက beauty နဲ့ပတ်သက်လို့ရှိရင်တအားကြီးဘယ်လိုပြောမလဲဘယ်လိုပြောမလဲတိတ်ပြီး seriously ဖြစ်တယ်တော့မဟုတ်ဘူးဆိုမဲ့လေနည်းနည်းကို beauty နဲ့ပတ်သက်ပြီးတော့တိတ်ပြီး confident တိတ်ရှိရတဲ့မှာမပါဘူးကွယ်ပြကြတော့ဒါသပင်အရှိဆုံးပဲခုပေါ်မှာလေလားဒီသပင်အရှိဆုံးပဲဒါတော့လည်းကောင်းမညရသေးဘူးစောင်းဝင်ပြီးကြရထားတဲ့သပင်ပေါ့နော်အဲ့တော့ beauty နဲ့ပတ်သက်ပြီးခုပေါ်လည်းတိတ်ပြီးတော့ဘယ်လိုမလဲ confident မရှိဘူးတကယ်ပြော confident တကယ်မရှိဘူးအဲ့တော့အမှ selection ပါလေကြာရောမတင်ထားဘူးပေါ့နော် selection ပါတယ်ထားဆိုတော့ပါပြီး style ဆိုတာရမယ်ဆိုတာကိုထင်အောင်မတင်တာဖြစ်နိုင်ကြလည်းမရှိဘူးပါဒီရုပ်ဒီအင်းလေးအဲ့နည်းကဘယ်လိုမလဲ make up လုပ်ပေးရလို့တကယ်ကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်ဒီက make up လေးပေးရမှာကြီးပေါ့နော် make up လေးပေးရမှာကြီးအမှရသွားတယ်လို့ပြောလို့ရတယ်ပေါ့နော်တော်တော်စိုးပါပဲတိတ်ဘာမှ like no I'm not beautiful ဒါပေမဲ့ TikTok account လေးကိုဒီမှာ mention ပေးထားပေးမှာပေါ့နော်နည်းနည်းတော့လာပါတယ်စပင်းရှည်သွားလို့ထင်တယ်စပင်းရှည်သွားလို့ကြည့်ကောင်းသွားလားမသိဘူးအဲ့လိုထင်တာပါပဲမသိဘူးစပင်းကလည်းကိုလန့်ပြန်နေဘာမှပုံမသွင်းရသေးဘူးအဲ့ဒီကစပင်းလေးဖြောင်းပြလိုက်တယ်ပေါ့နော်အဲ့အမကြီးကပုံလေးထည့်ပေးတာပါမယ်ဒီမှာတကယ်လှရပါတယ်တကယ်လှရတော့လှတယ်ဒါပေမဲ့ဒီကမီးဆိုင်မှာထွေးပြီးတော့ဒီမှာလောက်ထားတာပေါ့နော်အဲ့တော့ဒါတော့ like quick update လေးအကုန်လုံးကိုပြောပြတော့ပါပြီအဲ့တော့ရှေ့ရှောင်းတော့လာလို့ရှိရင် Edit MI Live တော့ University student တွေရဲ့ Edit MI Live မျိုးလေးလာမယ်ပေါ့နော်အဲ့တော့ဆက်လက်ပြီးစောင့်ကြည့်ပေးကြပါဦးရှင်အောင်မယ်တတပါနောက်ဗီဒီယိုလေးမှာပြန်တွေ့ချင်ပါတယ်ရှင်တတ